ရတယ်အမေမဟုတ်ပါဘူးလေမလိုပါဘူးရတယ်ဒါအမေကိုစိတ်မကောင်းတာအမေအလုံးမလို့စိတ်ရင်တော့ဒါအမေတာကြီးနှစ်ယောက်ကိုပြန်ပြီးတော့လှုပ်ကြွေးနေရဆိုတော့ဒါမပြောတော့ဘူးဟုတ်ကြုံကြိုက်မှမပူနဲ့မောင်လေးကဒီတော့ဒုက္ခရောက်သွားပြီအိမ်မှာမေထားလိုက်ပါတော့ပြောမရအောင်ဘာဒီကျင်းညာအဖွားဒီမှာသူ့သားသမီးကိုလှုပ်ကြွေးနေရတာတဲ့အနုရဲ့တုံးတယ်တော့ယူပါအဖွားဒါပတ်စံတသိန်းဒီမှာပေးထားရနော်တခြားလေးတိမ်အောင်မေးသွားမယ်မေးပြီးလို့ပြန်မှာဆိုလို့သိညမ်းမုံမြတ်သွားတာပေါ့ကွာတံမိုးတအားရှိသွားတာပါရီသွားပြီနော်ကလားရှားရတယ်ကျေးဇူးပါဟုတ်ပါအမေကိုဒီခေါက်သားလှူမယ်ဒါရောဘယ်လိုလှူမှာလဲဆိုတော့ဒီမှာကြည့်ဒီဘက်မှာတသိန်းရှိတယ်ဒီဘက်မှာ1000ရှိတယ်1000နော်ဒီဘက်တသိန်းနော်အမေယူရမှာအမေကန်ပဲဒါလက်ကိုနောက်မှထားလိုက်မယ်အမေတကယ်လို့1000ရရင်1000ပဲယူပါတသိန်းရ1000ယူပါအမေကန်ဆန်းကြည့်မယ်သဘောတူလားရတာဘာဖြစ်ဖြစ်သားအမေရောအဲ့ဒါလုပ်ပြီနော်ဒီမှာတသိန်းနော်ဒီမှာ1000နော်နောက်မှဖွက်ပြီးတော့လက်ကိုလဲလိုက်မယ်ခုပဲဒီဘက်ကဲအမေရွေးတသိန်းကြမှာ1000ကြမှာအမေကန်ပဲဘာဖြစ်ဖြစ်သားညာဘက်ကလက်ကပါဘယ်ဘက်လက်ပေးရမှာညာဘက်လက်ညာဘက်လို့ကင်တာကင်တာနော်ဒီဘက်ဖွင့်ကြည့်လိုက်မယ်ဟောအမေဒီဘက်ကတသိန်းရတာဟမ်ရပါသားရဲ့မေ1000ပဲရတော့မှာပေါ့ရဘာဖြစ်ဖြစ်သားကြောင်းမဟုတ်ပါဘူးသားဟောအမေဒါမလုပ်နေတော့ဘဝကြီးတာမတော်သေးဘူးလားတာပို့ပေးမယ်နားမှာဖားမရဘူးသားနှစ်ယောက်ကသားတစ်ယောက်တော့ဒုက္ခရောက်ဘူးအေးပါအမေမြစ်တာလေကြီးပါတယ်ကဲဒီဘက်ကတသိန်းဆိုဒီဘက်ကဘယ်လောက်လဲဘာဖြစ်ဖြစ်ပါသားအဲ့ဖွင့်ကြည့်ပါဦးအမေဖွင့်ကြည့်လိုက်အမေလက်လေးနဲ့ဖွင့်ကြည့်လိုက်မသိဘူးတော့သားဖွင့်ကြည့်အမေဖွင့်ကြည့်အမေဖွင့်သားကဘာဘယ်လောက်လဲအမေရေးလိုက်ဦးဟုတ်ကဲ့သားတော့သိနေနေမှာပါကျေးဇူးပါအမေဒါကျုပ်တို့လှူတာနော်တာလှူတာနော်အမေနော်ဒီပါသားမဲမြစ်တာစင်နာနဲ့ဘဝဆက်ဆက်ရကောင်းတာအမေတို့ဒါမှအလုံးမလို့စိတ်ချင်းကောင်းမွန်နားစိတ်ချင်းအိမ်မှာနေမယ်ဆိုတော့ထမင်းလေးကျွေးတာမယ်ဟင်းလေးကျွေးတာမယ်အေးစိတ်ထိုင်နေနင်းနာပါဘောမဟာနေတာမို့ဘာဖြစ်အမေဓာကြီးတွန်းနေရတာတာမပြောတော့ဘူးနာမကကျော်ကြီးကျယ်နာကျိုးကျုံကြောင်တောင်အဆန်တွေကိုရလူရမလူလားအကုန်မေးကြတာဒီပါဟွာရဲ့အကုန်မေးတာအဖွားတို့တာအေးစေတာတို့စီမံဆိုင်မှာနေမယ်ဆိုတဲ့နေရတယ်တခန့်ပေးထားလို့ရတယ်ချစ်လို့အဖွားကြီးလည်းကအဖွားကြီးလည်းမဲဆိုတော့မနဲ့လည်းပုတ်ကန်နေပါပဲဖွာရဲ့ချမ်းသာကြော်သွားကျေးဇူးနော်ဖွာနော်တာလှူတာနော်ဖွာနော်တာဖိုင်းသွားတယ်မိုက်ကနော်ဟုတ်ပါမဲလူပြောင်းလူကြောပဲဒီစိတ်မကောင်းပါဘူးအိမ်မှာလာနေဆိုလည်းမနေဘူးသားရဲ့သူ့သားတွေကိုလှုပ်ကြွေးနေရတာတဲ့စိတ်ချပြီးတော့ကဝိတ်တွေပဲကျုံမှာကမသိနဲ့ကျုံမှာဟုတ်အမေကျေးဇူးပဲနော်အမေသားကြီးငါသားလေးနမကကျမ်းမှာဆက်တာကြာပြီအသက်ကြီးတဲ့ခါကျရင်လေကန်ကောင်းမှုကလည်းတကယ်ကိုအရင်လိုအပ်ပါတယ်အဖွားဆိုရင်ဒါလုံးဝသားနှစ်ယောက်ကိုပြန်လူကျွေးနေရတာတဲ့ဘဝကြီးတာလည်းမတော်ချင်းအိမ်မှာလာခေါ်ရမယ်နေဆိုလည်းမနေနိုင်ဘူးဒါကန်နေပဲကန်ကိုင်းအကျိုးတွေပဲအားလုံးကဘွားသွားပြီဘွားအနွေးတဲ့ဝေတာကျမ်းမနေကျမ်းမယူဆိုင်ဘွားအတန်တွေပြောအေးမှာဘွား